ဒါလေးကကျွန်တော်ဒီနေ့ဗီဒီယိုသွားရိုက်ဖြစ်တဲ့ပထမတက်အလွှာနဲ့အခန်းလေးပါဒီခန်းကစမ်းကြောင်းမြို့နယ်ညောင်နှုံးလမ်းထဲမှာရှိတဲ့အခန်းပါဒီညောင်နှုံးလမ်းကျတော့ဗဟိုလမ်းရောကျွန်းတော်လမ်းနှစ်ဖက်စလုံးကိုပွင့်တယ်လမ်းကျယ်လို့ပြောလို့ရပါတယ်တိုက်ခန်းကျယ်ဝန်းက15ပေပေ60ရှိတယ်အရှေ့နောက်ကိုပေ60ရှိတယ်ဗျပေပြည့်တယ်အိတ်ခန်းနှစ်ခန်းအပြင်ကိုရှိမှာဖျားခန်းအတွက်နေရာလေးတက်တက်လေးကျန်နေတယ်ဒါကတော့ပထမအိတ်ခန်းပါဒုတိယအိတ်ခန်းလေးကပူကျဲတယ်ကောတပည့်ဘက်တစ်လုံးချပြီးတဲ့ပြင်ကိုဗီဒီယိုတို့ဒီမှန်တင်ကုန်တို့တော့နေရာကောင်းကောင်းလေးကျန်နေတယ်တိုက်ခန်းနေထဲမှာဆိုရင်ဒီအခန်းလောက်ကအခန်းကျယ်ပြီးပြောလို့ရပါတယ်လမ်းတောင်တက်အောင်မှာထောင်ငန်းရမှာဘေးမှာလည်းတိုက်တက်လာကြမရှိသူကတသက်လုံးမှာတော့ထာဝရတောင်ငန်းလို့ဖြစ်နေတာပါဘေးမှာတန်ပန်းဆန်းရှိတ်ပက်ပက်လည်းပါတယ်ဒီ kitchen ကနေမှဆိုလည်းကြွေပြားခင်းထားတယ်ကြွေပြားကတ်ထားတယ်ဒီချုံကအိမ်သားကိုတသက်စီခွဲရတယ် pressure ပတ်လေးတစ်လုံးတက်ပေးရတယ်ဒီခန်းက BCC ရှိတယ်မြေရှင်ရှိတယ်အရှုပ်ရှင်းအားလုံးကင်းတယ်ကျွန်တော်တို့ရောင်းပေးတဲ့အခန်းလေးတွေနဲ့ပတ်သက်လို့ကတော့ကျွန်တော်ဒီအရှုပ်ရှင်းအားလုံးတာဝန်ယူပြီးတော့အာမခံပြီးတော့ရောင်းပေးပါတယ်တအိမ်လုံးကိုရီးယားပါကီခင်းထားတယ် manager decoration တွေလည်းလုပ်ပြီးသားစေးအစ်မီးလိုက်တွေအစ်စ်ပြန်ရိုက်ထားပြီးသားပါဘေးမှာလည်းတန်မန်းဆန်းရှိပက်လည်းထည့်ထားပြီးသားပါစမ်းကြောင်းမြို့နယ်ညောင်နှုံးလမ်းမှာရှိပါတယ်အခန်းကျယ်က15ပေပြီး60ပထမတက်ပါ BCC ရှိတယ် mission ရှိတယ်ရောင်းမဲ့ဈေးလေးကတော့3000ညှိနှိုင်းခေါ်ထားပါတယ်စိတ်ဝင်စားတဲ့လူတွေရှိရင်ကျွန်တော်ဖုန်းဆက်သွယ်ပြီးတော့လိုက်ကြည့်လို့ရပါတယ်တခြားဒီစမ်းကြောင်းထဲမှာအခန်းတွေစုံစမ်းနေရင်လည်းကျွန်တော်ရှိကိုဖုန်းဆက်ပြီးစုံစမ်းလို့ရပါတယ်စုံလင်ကြည့်ပေးတာအားလုံးကျေးဇူးတင်ပါတယ်